ဖြူကလေးပြပါမယ်ခင်ဗျာ ကျွန်တော်တို့ကြိုနေတာပါဒါဘိုးကြီးလားစင်းလာ ပလောင်ရွာ17ရွာပစိုးကျွတ်ပြီ ဘိုးကြီးစင်းလာတာဆိုတော့ဘိုးကြီးတွေစင်းလာတာဆိုတော့ ဒါပစိုးကျွတ်တာမပြော ဘိုးကြီးတွေစင်းလာတာဆိုတော့ခုချိန်မှာစီကြိုနေပါခင်ဗျာကျွန်တော်တို့အားလုံးပဲ ဟိုတောင်ပေါ်သွားမှာပါရွှေချင်းပုံးဆိုတဲ့တောင်ပေါ်သွားမှာပါအဲ့ဒီမှာကျွန်တော်တို့မိသားစုကကတိန်လောက်တာဖြစ်ပါတယ်ခင်ဗျာ ဒါပေါ့ ပလောင်ရွာ17ရွာ ကျမတို့မိသားစုတော့လုပ်လိုက်ပါမမီကျော်ကအ ဘွားကျွေးမှာပါခင်ဗျာပလောင်ရွာ17ရွာအလူ ဘယ်ဟာနဲ့ဟွာကြီးပါ ဆိုတော့အကုန်ပို့ထားပြီးသားလေ ကဲအဝါကျွေးမှာပါလို့ဟွာစားကြပါလို့ဖုန်းတိုင်နိုင်ပြီလေဘေးဘယ်လိုဝေးမှာကျွန်တော်ထင်းနိုင်ရဝဲ ရိုက်နေတော့လိုက်တာပြီးတော့ ဆင်းပါလားဘုရားကားရပေါ်တက်มาလဲဟာငါတို့ကားကြီးဘယ်မှာကျန်နေရလဲဘုံကြောင့်တက်မတင်နဲ့ဖျားပါဝေးပဲဝေးလားဟာဝေးတာဟောဟာတဲ့ဦးမှာကျွန်တော်တို့စီကျူနေရပဲဖြစ်ပါတယ်ဘလောင်ရ17ရွာ ဒီကနေလမ်းလျှောက်ပြီးပွဲဆံ အဲ့ဒါ